အသက်16နှစ်ရှိတဲ့စာချုပ်ဘိုးကောင်မလေးဟာဆိုလို့ရှင်တော့ကိုဝင်ဆောင်နေတာဖြစ်ပြီးသူကသူ့ရဲ့အမေကိုသူမေးတော့မယ့်အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အမေကသူစာမလို့ခြင်းမှုတင်ပြီးတော့မှထွက်ခွာသွားပါတယ်။ကောင်မလေးကလည်းကဘာပြက်လို့သွားပါတယ်။သူကကလေးမွေးရမယ့်နာကျင်မှုတွေကိုတောင်းခံပြီးတော့အခန်းထဲကိုဝင်သွားလိုက်တာပါ။သူ့ရဲ့အမေကိုလက်စားချေဖို့သူဟာသူ့မေရဲ့ branded အင်ဂျီတွေကိုကြည့်နေပြီးနောက်ပိုင်းမှာတော့ရဲတွေဟာအမိုက်ပုံတွေကနေတည်နေတဲ့ကလေးလောင်းကိုအိတ်တိတ်ထဲမှာတွေ့လိုက်ရပါတယ်။ကလေးလောင်းကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့မူခင်းဆရာဝန်ကအချက်နဲ့တွေ့ရပြီးပထမတစ်ချက်ကတော့ကလေးဟာပုံမှန်ထက်ကိုကွေးနေတာပါသူရဲ့အမေကဘိုက်ချက်တော့အမြဲတမ်းလုံနေတာဖြစ်ပါလိမ့်မယ်သူများကမသိစေချင်တာနဲ့တူပြီးတော့ဒုတိယတစ်ချက်ကတော့ချက်ကျိုးရဲ့ဖြစ်ရကအရန်ကိုကြမ်းတမ်းလှပါတယ်ကလေးလေးကိုဆေးရုံမှာမွေးခဲ့တာမဟုတ်တဲ့အကြောင်းအရန်သိတာနေပြီးကလေးရဲ့အဆုပ်ကိုထုတ်ပြီးတော့ရေထဲမှာစမ်းသပ်ကြည့်ပါတယ်အဆုပ်ကဘောလုံးပေါ်နေတယ်ဆိုရင်ကလေးလေးမွေးလာတဲ့အခါမှာအသက်ရှူပြီးတော့အသက်ရှင်ခဲ့ပြီးသူ့အမေတက်ပြစ်တာဖြစ်ပါလိမ့်မယ်အဲ့လိုမဟုတ်ရင်တော့ရေထဲကိုနစ်သွားမှဖြစ်ပြီးအဆုပ်ဟာတပြေးပြေးနဲ့နစ်သွားတော့ကလေးလေးမွေးကလေးကအသက်မရှိတဲ့အကြောင်းပြနေတာပဲဖြစ်ပါတယ်အားလုံးကလည်းစိတ်ချသွားခဲ့တာဖြစ်ပြီးတော်သေးလို့အမှုကလူတန်းမှုမဟုတ်ပါဘူး။ဒါပေမဲ့လည်းတည်သွားတဲ့ကလေးကိုဒီတိုင်းဖြစ်တာတော့အရေးယူခံရမှာဖြစ်ပါတယ်။ကလေးလေးရဲ့အမိကတော့အခုချိန်မှာတိုက်ပေါ်ကနေခုန်ချဖို့ကြံနေပြီးမိသက်သမားရဲ့စကားအောက်မှာကောင်မလေးကအသက်မပါဘဲနဲ့ပြုံးပြပါတယ်။သူကတော့ရှုံးသမားလို့ပြောနေတာဖြစ်ပြီးသူ့ရဲ့အမိကသူ့ရဲ့အစင်းကလွယ်ပြီးတော့မှတခြားဟာကိုလည်းစိတ်ဝင်စားပါဘူး။မိသက်သမားကလည်းသူ့ရဲ့စိတ်ဝင်စားမှုကြောင့်အရင်ပြောနေခဲ့ပြီးတော့အပြင်မှာရှိတဲ့တယောက်ကတော့ခွင်ကောင်းယူပြီးကောင်မလေးကိုအိမ်ထဲပြန်ဝင်တော့ကန်ထည့်လိုက်ပါတယ်။ရဲဘက်ကလည်းအဲ့ရဲ့အချက်လက်တွေရကောင်မလေးရဲ့အမေစီကိုရောက်လာခဲ့တာဖြစ်ပြီးဒါပေမဲ့ကောင်မလေးရဲ့အမေကတော့ထိတ်တန်းကုမ္ပဏီရဲ့ CEO တယောက်အနေနဲ့အလကားနဲ့အလကားအမှုပတ်ခင်ရတော့ဒေါသတွေထွက်နေပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူ့အပြစ်ကင်းတဲ့အကြောင်းတက်တည်ပြဖို့အတွက် DNA ကိုယူဝင်ပေးလိုက်ပြီးအဖြေထွက်လာတဲ့အခါမှာတော့သူဟာကလေးလေးရဲ့အမေမဟုတ်ဘူးဆိုပေမဲ့လည်းကလေးလေးရဲ့အဖွားအရင်ဖြစ်နေပါတယ်။သူ့ရဲ့အတော်ဆုံးသမီးလေးဟာသူ့ကိုဒီလိုအဆက်ခွဲမိလို့လည်းထင်မထားခဲ့ပါဘူး။ကောင်မလေးကလည်းစစ်ဆေးခံလိုက်ရပြီးတော့ရဲတွေကကလေးဖေရဲ့အကြောင်းကိုမေးတဲ့အခါမှာကောင်မလေးကယောက်ျားလေး9ယောက်ရဲ့နာမည်တွေကိုရေးပေးလိုက်ပါတယ်။ရဲတွေကအကြောင်းလေးကိုသွားပြီးတော့စစ်ဆေးရေးလုပ်ပါတယ်။ဒါမဲ့လေအကြောင်းကြီးကသူတို့ကိုတားလိုက်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့အဲ့လူ9ယောက်ကအစင်းလေးကနေ6တီအတော်ဆုံးចောင်းသားလေးပဲဖြစ်နေပြီးဒါမဲ့လေအမှုဟာအရန်ကိုဆိုးရွားနေတာကြောင့်ပဲအကြောင်းကြီးကစစ်ဆေးတာကိုလက်ခံခဲ့ရပါတယ်။ရဲတွေကအဲ့ဒီចောင်းသားတွေကိုတယောက်ချင်းစီရဲ့ DNA တွေကိုယူလိုက်သလိုနောက်ဆုံးထပ်ပေါက်လာတဲ့အဖြစ်ယူမှုကတော့9ယောက်စလုံးကကလေးဖေတွေမဟုတ်ပါဘူး။ဒီလိုနဲ့ပဲအမှုလိုက်တာကတစ်သွားပြန်ပါတယ်။အခုချိန်မှာတော့မိသက်အဖွဲကအရေးကြီးတဲ့တဲလွန်စာတွေကိုတွေ့လိုက်ရပြီးသူတို့ကောင်မလေးကိုသွားခဲ့တဲ့နေ့မှာ CCTV အရအိမ်ကန်တကားဟာတကားကောက်ဖွင့်ပြီးတော့ပြန်ပေးခဲ့ပါတယ်။လေတိုက်တာဆိုလို့ရှင်တော့ဖွင့်ပေးတဲ့အချိန်ကအဲ့ဒီလောက်မြန်မှာမဟုတ်ပါဘူး။ကောင်မလေးခုံချခြင်းတဲ့နေ့မှာအိမ်ထဲမှာတယောက်ယောက်ရှိနေနိုင်ခြင်းရှိပါတယ်။ဒါမှလည်းကောင်မလေးတော့မှခုံချတော့မှကိုဘာလို့အဲ့ဒီလူကအလောက်တော့မှအေးဆေးနေတာလဲတော့မသိပါဘူး။ဒီလိုနဲ့ပဲရဲတွေဟာကောင်မလေးကိုအိမ်ကလူတွေအနိုင်ချင်းခက်နိုင်ခြင်းရှိတာတွေကိုတွေးနေပါတယ်။သူ့ရဲ့အိမ်ကလူတွေသတိမထားမိအောင်ရဲဘက်ကကောင်မလေးရဲ့အကူနဲ့အဖေရဲ့ DNA ကိုတိတ်တိတ်လေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ခေါင်းဆောင်ကတော့ကောင်မလေးရဲ့အကူရဲ့နေချက်ကိုခိုးဟန်းလိုက်တာဖြစ်ပြီးလို့ရှိရင်ကောင်မလေးရဲ့အဖေပဲကျန်တော့တာပါ။သူတို့နှစ်ယောက်ကကောင်မလေးရဲ့အဖေတောက်ခဲ့တဲ့အရက်ခွက်ကိုယူမလို့ပဲတန်ရှင်းအန်တီကအရင်ဆုံးယူသွားခဲ့ပါတယ်။ကောင်မလေးရဲ့အဖေစိတ်လိတ်တောက်နေတဲ့အချိန်မှာတောက်ပြီးတဲ့အခါမှာသူ့ရဲ့စိတ်လိတ်ချံကိုအိတ်ထဲမှာတင်ထားလိုက်ပါတယ်။သူတို့ဘာမှမရတော့ဘူးလို့ထင်နေခဲ့တဲ့အချိန်မှာဟိုဘက်ကဒရွေးထွေးလိုက်ပါတယ်။သူတို့နှစ်ယောက်လည်းပျော်ပျော်ရွှင်ရွှင်နဲ့သွားပြီးတော့ကောက်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာနှစ်ပါးကြီးနဲ့ဒရွေးကို DNA စစ်ဖို့တဲ့သွားပြီးတော့ပို့လိုက်ပြီးသူတို့နှစ်ယောက်ထင်တာကတော့အဖြေထွက်လာခဲ့ပြီပေါ့။ DNA စစ်လို့တော့မှမပြီးသေးခင်မှာသူတို့တွေဟာကောင်မလေးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ခေါင်းဆောင်ဖြစ်တဲ့သူကအရင်ဆုံးပဲမေးပါတယ်။ကောင်မလေးကဘာလို့ယောက်ျားလေး9ယောက်ကိုဆွဆွဲရတာလဲ။ဒါပေမဲ့လည်းကောင်မလေးရဲ့အဖြေကြောင့်လူတိုင်းကဆုံးအားသွားရပြီးဒီလိုဆိုလို့ရှိရင်သူတို့9ယောက်နာမည်ပြတ်ပြီးတော့အစိမ့်တွေလည်းကြာသွားနေတာကြောင့်ဘာကြောင့်လဲဆိုတော့အမြဲတမ်းပထမဆုံးရအောင်လုပ်ခဲ့တာကအရန်ကိုပင်ပန်းပါတယ်။ကောင်မလေးအမေကတော့ရင်းနှီးကိုပြန်ခိုင်းနေတာဖြစ်ပြီးကျန်တဲ့ကိစ္စတွေကိုသူဖြေရှင်းလိုက်မယ်တဲ့။ဒါပေမဲ့လည်းကောင်မလေးကသူ့ရဲ့အမေကိုလှောင်လိုက်ပါတယ်။သမီးရင်ကိုဝင်ဆောင်နေတာတော့မှမသိလိုက်ဘူးပေါ့။ဒီကိစ္စကိုဘယ်လိုဖြေရှင်းမှာလဲ။သူကသူ့ရဲ့အမေအိတ်ထဲကိုတမင်တက်တက်ပြစ်ထည့်ထားတဲ့အကြောင်းတွေကိုလည်းပြောပြလိုက်ပြီးသူ့ရဲ့ဖေကလည်းဒေါသတွေထွက်နေပါတယ်။သူ့ရဲ့ဖေကလည်းရဲရီကိုပြန်ခိုင်းနေပါတယ်။ခေါင်းဆောင်ကျတော့သူလာတဲ့အကြောင်းရင်းကိုပြောပြလိုက်တာဖြစ်ပြီးလို့ရှိရင်ကောင်မလေးခုံချတဲ့နေ့မှာသူ့ရဲ့ကိုအိမ်မှာရှိနေတဲ့တက်တွေကိုပြပါတယ်။ကိုယ့်ရဲ့ညီမလေးခုံချခြင်းတာကိုဘာလို့များလိုက်ပြီးတော့မတားတဲ့အကြောင်းကိုမင်းနေပါတယ်။အကူကလည်းသူ့ရဲ့ညီမလေးခုံချခြင်းတဲ့နေ့မှာအိမ်ထဲမှာရှိတဲ့အကြောင်းဝန်ခံပါတယ်။ဒါပေမဲ့သူကသူ့ရဲ့ညီမလေးကိုအနိုင်မကျင့်ပါဘူး။သူ့ရဲ့အမေဟာသူ့ကိုလွန်ခဲ့တဲ့နှစ်နှင်းငယ်မှာသားသမီးမရနိုင်အောင်လေအတင်းပဲခွဲစိတ်ခိုင်းခဲ့တာပါ။အကြောင်းအရာတော့သူ့ကိုစာကောင်းကောင်းလုပ်စေခြင်းလို့ဖြစ်ပြီးလို့ရှိရင်အဲ့ဒီနေ့တုန်းကသူတို့မောင်နှမနှစ်ယောက်အစ်စ်နဲ့ပတ်သက်ပြီးတော့စကားတွေများခဲ့ပါသေးတယ်။သူ့ရဲ့အကူကတန်ရမရှိဘူးဆိုတော့သူ့ရဲ့အဖေကိုမေးမလို့ပဲအမှုခင်းဆရာဝန်ကဖုန်းဆက်ပါတယ်။သူတို့သားဖွားနှစ်ယောက်စလုံးကလေးဖေမဟုတ်တဲ့အကြောင်းကိုပြောပြလိုက်ပြီးကောင်မလေးအမေလည်းစိတ်တက်ပေါက်ရှာတွေသွားခဲ့ပါတယ်။ရဲတွေကိုလာဆဲလိုက်ပါတယ်။ကောင်မလေးရဲ့ဖေကလည်းရဲတွေကိုလွယ်လွယ်နဲ့ခွင့်မလွတ်နိုင်ဘူးဆိုပြီးတော့ပြောလိုက်တယ်လို့ကောင်မလေးကျတော့ဖြစ်ပြနေတဲ့အရာအလုံးကိုပြုံးပြီးတော့ကြည့်နေပါတယ်။သူ့ရဲ့ဖေကဒေါသထွက်ပြီးသူ့ကိုပါဖို့လာပြီးတော့ချပါတယ်။
ပြီးလို့ရှိရင်ကလေးဖေကဘာတူလဲဆိုပြီးတော့အတင်းမင်းနေတယ်လို့ကောင်မလေးကတော့လုံးဝကမပြောပါဘူးအခုချိန်မှာတဲလွန်စာနောက်တစ်ခုပေါ်လာခဲ့ပါတယ်လွန်ခဲ့တဲ့လအနေငယ်မှာကောင်မလေးကကောင်လေးတယောက်နဲ့တွေ့ခဲ့တာပါဒါပေမဲ့လည်းနောက်ပိုင်းမှာတော့အဲ့ဒီကောင်လေးကတိုက်ဖို့ကနေခုန်ချပြီးတော့ကိုတက်တည်ခဲ့ပါတယ်သူရဲ့အလောင်းကလည်းမီးရှို့ပြီးဖြစ်တာကြောင့်ပဲ DNA ယူလို့မရတော့သလိုကံကောင်းတာကြောင့်ပဲဆေးဘက်ကကောင်လေးဟာအိုတက်ခွဲစိတ်မှုတွေပြုလုပ်ခဲ့တဲ့ချက်လက်တွေရှိနေပါသေးတယ်အဲ့ဒီဆေးရုံမှာလူနာရဲ့အိုတက်ကို20စာတင်ထားပေးတတ်တာဖြစ်ပြီးတော့မှထူးဆန်းတာကတော့ခေါင်းဆောင်ဟာသူ့ရဲ့အိုတက်ကိုချက်ချင်းယူမသွားဘဲနဲ့ကျောင်းမသတင်းတူတွေဖြတ်နေပါသေးတယ်မနေ့ကမှယူသွားမယ်ဆိုပြီးတော့မှပြောနေပါတယ်ကောင်မလေးရဲ့ရေးသားဟောင်း DNA ကလည်းနောက်ဆုံးတဲလွန်စာဖြစ်နေပါတယ်ဒီတစ်ခေါက်လည်းမမှန်သေးရင်တော့အမှုကထပ်ပြီးတော့တစ်သွားမှဖြစ်ပြီးသတင်းတူကိုလွှင့်လိုက်လို့ရှိရင်တခြားတဲလွန်စာတွေလည်းပေါ်ကျင်ပေါ်လာမှာပါညဘက်ကိုရောက်တဲ့အခါမှာတော့ရဲတွေကဆေးရုံမှာပုံနေကြပြီးလူတယောက်ကခိုးဝင်လာပြီးတော့အိုအတွက်ရဲ့စံပေတွေကိုလာပြီးခိုးတဲ့အချိန်မှာခေါင်းဆောင်ဟာယူဒီရဲ့ထွက်လာခဲ့ပါတယ်လူစိုးအမြင်တဲ့အခါမှာတော့ခေါင်းဆောင်ကအရန်ကိုအံ့ဩသွားပါတယ်အဲ့ဒီတစ်ခုကကျောင်းအောင်ကြီးဖြစ်နေလို့ပါကျောင်းအောင်ကြီးကလည်းအကုန်လုံးကိုပြောပြလိုက်ပြီးဒီနေ့မှာတော့ကျောင်းအောင်ကြီးကပြည်ထစာဆောင်ကိုတွားလိုက်တော့ကောင်မလေးကသူ့ကိုဝန်ဆောင်မှုပေးလိုက်တာပါဒါပေမဲ့လည်းကောင်မလေးကသူတို့ကျောင်းရဲ့ကျောင်းသူဖြစ်တဲ့အကြောင်းသူမသိပါဘူးအဲ့ချင်းကနေစပြီးတော့ကောင်မလေးကသူ့ကိုကင်တွေနိုင်ခဲ့ပါတယ်ဆမ်မွေးပြေကနေတိုင်းမှာသူ့ကိုမိကုန်းနေပြခိုင်းပါတယ်ကောင်မလေးကလည်းအဲ့ဒီနေနဲ့ဆမ်မွေးတိုင်းကိုပထမဆုတွေရရှိခဲ့တာပါကျောင်းကြီးထင်တာကတော့သူသွားဖို့တဲ့တစ်ခေါက်ကြောင့်ပဲကောင်မလေးဟာကိုဝင်ရတော့တယ်လို့ထင်နေပြီးသူ့ရဲ့နာမည်ကိုထိန်းသိမ်းဖို့တဲ့ကောင်မလေးရီးစားရဲ့ဆမ်မွေးကိုလည်းသူ့ဟာနဲ့သူလဲဖို့အတွက်ကြံစည်ခဲ့ပါတယ်ဒီအနေသာမှန်သွားခဲ့လို့ရှိရင်တည်သွားတဲ့ကောင်လေးကတရားခံဖြစ်သွားမှာပါသူမထင်ထားတာကတော့တကယ်စိတ်ကြီးတဲ့အချိန်မှာကောင်မလေးရဲ့ရီးစားကကလေးဖေအရင်ဖြစ်နေပါတယ်ပြီးလို့ရှိရင်ရဲတွေကကောင်မလေးရဲ့အိမ်ကိုရောက်လာခဲ့ပြီးသူ့ရဲ့ခရင်အောက်မှာကျောင်းအကြီးပေးထားတဲ့မိကွန်းစာရွက်တွေကိုတွေ့လိုက်ရပါတယ်သူ့ရဲ့မိကတော့သူ့ရဲ့သမီးလေးမိကွန်းတီးလို့ဆူရတဲ့အကြောင်းတွေကိုသိတဲ့အခါမှာကိုဝင်ရတဲ့အကြောင်းထက်ပိုပြီးတော့ဝမ်းနည်းစေပါတယ်ကောင်မလေးကကျတော့ဘေးမှာထိုင်ပြီးတော့ပြုံးနေပါတယ်သူ့ရဲ့အမိဝမ်းနည်းလေးသူကစိတ်ချမ်းသာလေးဖြစ်နေတာပါခေါင်းဆောင်ကလည်းအဲ့ဒီကောင်မလေးနဲ့တည်တံ့စကားပြောဖို့ပြောလိုက်ပြီးကလေးဖေကဘာလို့လဲဆိုတာကိုကောင်မလေးသိလိုက်တဲ့အချိန်မှာတော့သူလည်းအယံကုန်မှအံ့ဩသွားရပါတယ်အဲ့ဒီကောင်လေးကအစမှာအမြဲတမ်းပထမဆုရနေပြီးကောင်မလေးကတော့အဆင့်တွေတက်ဖို့အတွက်ကောင်လေးကိုတွားပြီးတော့ကတ်နေတာပါကောင်လေးတကယ်ရင်ခုန်သွားတဲ့အချိန်မှာတော့သူဟာချက်ချင်းပဲငင်းဆန်ခဲ့ပါတယ်ကောင်လေးလည်းမခံစားနိုင်တော့ကိုတက်တည်လိုက်ပါတယ်ကောင်မလေးကနေရာပေါ်မှာရှိတဲ့တပ်ပုံကိုကြည့်ပြီးတော့ငုံနေသလိုသူကကောင်လေးကိုကြိုက်ခဲ့တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့သူကအဆင့်တွေကောင်လေးကိုညှင်းလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့သူပထမဆုရမှာမိဘတွေရှိမှအေးအေးချမ်းချမ်းနေနိုင်မှာပါစကားတစ်ပုဒ်လုံးကကျွဲပြီးတော့ပြောနေပါတယ်မိဘတွေကိုကလေးရဲ့အမှတ်တစ်ခုကိုပဲဂရုစိုက်တာမဟုတ်ပဲကလေးရဲ့အတွင်းစိတ်ခံစားချက်တွေကိုလည်းဂရုစိုက်တဲ့အကြောင်းပြောပြလို့နေတာပါ